အားလုံးပဲမြင်ပါပါကျွန်တော်ဒီနေ့အိမ်မှာအလုပ်ဘာလုပ်ဆိုင်ကောင်းလဲလို့စဉ်းစားနေတော့ကျွန်တော်အကြံတစ်ခုထွက်လာကြာတင်ချက်ဆက်စားအဲ့ဒါကိုဓာတ်လူတွေကလည်းနည်းနည်းလေးအုပ်ဆိုင်နေတော့ဟိုဆက်လေးစားမယ်ဗျာအဲ့တော့ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးဦးချက်တာလေးကြာတဲ့ချက်တော့ရပြီကျွန်တော်ပြောတဲ့အတိုင်းပဲဘူဆက်ဆက်ဆွဲမယ်โอเคဒီမှာနမင်းမြူတီတမ်းမြာစီကျုပ်ဟုတ်ထဲလိုက်ကြတစ်လုံးထဲလိုက်ကြโอเคတမ်းမြာစီညှိလိုက်ကြနေစီဟုတ်ဖြူပြီးโอ้เจ๋เลยเคတော့อ่ะဒီပါကျွန်တော်ယူဆောင်ပြီးတော့အရင်ကျွေးပူတယ်တော်တော်ပူတယ်ကျော်စားပါအောင်ဗျโอ้ပူလိုက်တာကဲကျွန်တော်ရင်မိမယ်ဗျာမိုက်ကျွန်တော်တို့ပဲပူဆက်ဆက်ဒီရာဒီမှာနေမကောင်းတဲ့လူတွေဆိုရင်ကြာတဲ့တက်လေးကိုနေပြီးမှုတ်တည်ရတယ်အနေနဲ့ဒီပါညာစမကရာချွေးပါထွက်သွားလုံးဝကျမ်းပါရင်လုံးဝရှည်ကောင်းသွားတယ်အဲ့တော့ကျွန်တော်ပြောချင်တာနောက်ဗီဒီယိုမှာပြန်တွေ့ချင်တယ်ဒီဘလော့လေးကဒီလောက်ပါပဲเนาะအားလုံးတတာ